ကိုသုံးဖို့သတ်မှတ်ထားတဲ့ငွေပမာဏကိုပြောချင်ရင် budget ဒီလိုလေးသုံးတယ်အဲ့တော့အဲ့စကားလုံးလေးကိုသုံးပြီးတော့နေ့စဉ်စကားပြောတဲ့အခါမှာအများကြီးပြောင်းပြီးတော့သုံးပြလို့ရတယ်ဥပမာငါဒီလထဲမှာငွေကိုအကန့်အသတ်နဲ့သုံးနေရတယ်ချွေတာနေရတယ်ပေါ့အပုံမသုံးဒီလိုပြောချင်တယ်ဆိုရင် I'm on a budget this month I'm on a budget this month ဒီလိုလေးသုံးတယ်အဲ့လိုမဟုတ်ပဲနဲ့ကိုကဒီထက်ပိုကြက်တဲနေတယ်တစ်ချက်လေးတောင်ပိုမသုံးတော့အရန်ချွေတာပြီးသုံးနေရတယ်ဆိုရင်တော့ I'm on a tight budget I'm on a tight budget နောက်တစ်ခုကျတော့ budget friendly ဒါကတော့ကြားဖို့မှာပါ budget friendly ဈေးရဲမကြီးဘူးကိုသုံးနိုင်တဲ့ပမာဏအထဲမှာပဲရှိတယ်ဟာမျိုးဆိုရင် budget friendly ဒီလိုသုံးလို့ရတယ်ငါတို့တွေဈေးသက်တာတဲ့ဟိုတယ်ကိုပဲရှာကြရအောင်လေရှာတဲ့နဲ့ဒီလိုပြောချင်တယ်ဆိုရင် we should look for a budget friendly hotel we should look for a budget friendly hotel ဒါမှမဟုတ်ကိုကဒီဖုန်းလေးကိုဝယ်ချင်တယ်ဒီဖုန်းကကိုသုံးဖို့သတ်မှတ်ထားတဲ့ပမာဏထက်အရန်ကျော်လွန်နေတယ်ဆိုရင် this phone is over my budget this phone is over my budget ဒီလိုလေးတွေသုံးလို့ရတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ကိုသုံးမဲ့ပတ်စံပမာဏနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အခါမှာ English လိုလေးတွေဘယ်လိုပြောရမလဲကိုသိသွားမယ်လို့ယုံကြည်ပါတယ်ဒီထက်ပိုကောင်းတဲ့သင်ခန်းစာလေးတွေအများကြီးကြံသေးတာမဟုတ်လို့စိတ်ဝင်စားလို့ဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ဒီချက်ရဲ့ page လေးနဲ့ဒီချက် YouTube channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့ရှင်ပိုကောင်းတဲ့သင်ခန်းစာလေးနဲ့ပြန်လာခဲ့ပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ bye bye